ဒီနေ့ရှမ်းမဟင်းတယ်ဟင်းမှာထက်မဲ့အစာပလာတွေပါရှင်မကြီးသီးမေရဲ့ငရုတ်သီးမောင်းငရုတ်သီးစိမ်းရဲ့တက်တံပြူတက်တနီပြီးမဆလာအာလူဝတ်သားခင်းကျင်သီးပဲမောက်ကစွန်းရဲ့အမစီသေးမှာငရုတ်သီးစိမ်းတက်တံပြူတက်တနီထဲတယ်ပြီးရင်ငရုတ်သီးမုံထဲတယ်ငရုတ်သီးမုံဒီမှာများများလေးထဲတယ်နော်မတော်ကတော့ရှင်းဆက်လေးစားမှာမို့တော့ငရုတ်သီးမုံတွေများများလေးထည့်တယ်ပြီးရင်မဆလာထည့်တယ်မဆလာကိုလည်းများများလေးထည့်တယ်နော်ဒီနေရာမှာမဆလာထည့်တယ်ဒီဟာလေဟိုပုံမှန်ဆိုလို့ရှိရင်လေခောက်ဆွဲတို့ထမင်းတို့နဲ့လှုပ်စားကျမကတော့ဒီမှာမထည့်တော့ပဲအသားကပါစီတန်းလုံးမှာမို့လို့ဝတ်သားစီနဲ့လုံးပါတယ်မဝတ်သားလေးတွေကိုလေအတုံးတုံးလေးထော်လိုက်တယ်အမအဲ့ဒါတွေကိုစီရင်းနဲ့စီတက်လာလို့ရှိရင်ဝတ်သားလေးတွေကိုလေဝတ်သားထည့်လိုက်တယ်ဒီမှာကျမဝတ်သားကိုအတုံးကြီးပဲထည့်လိုက်တယ်အတုံးသေးသေးလေးကပိုကောင်းတယ်ကျမတို့အိမ်မှာကျတော့အတုံးသေးကြတော့တိတ်မကြိုက်ကြတော့အတုံးကြီးရထမင်းနဲ့စားမှာလို့လေအတုံးကြီးကြီးလေးထည့်တယ်ဥမာခောက်ဆွဲတို့ထမင်းတို့ထည့်မယ်ဆိုရင်အတုံးသေးသေးလေးပဲထည့်မှာနော်ဒီနေရာမှာဒါအားကြောင့်ကျမထမင်းနဲ့အလို့စားမှာမို့လို့ဝတ်သားလေးတွေကိုအတုံးကြီးကြီးလေးတုံးထည့်လိုက်ပါတယ်အဲ့လိုမျိုးတေချာလေးရှယ်ဝတ်သားကိုကြက်အောင်တေချာလေးအေးလေးနည်းနည်းထည့်ပြီးအတုံးကြီးရောလေအေးလေးနည်းနည်းထည့်ပြီးတော့တေချာလေးကြက်အောင်ဆက်လိုက်ပါတယ်ဆက်ပြီးလို့ရှိရင်အမအပြည့်ရတဲ့ထည့်ပါတယ်ကန်းစင်သီးတို့မကစံရွတ်တို့ပဲဟိုပေါင်းပြီးစကုံပေါ့မကြီးသေးနှစ်တို့ကကောင်းထည့်တယ်ထည့်ပြီးရပါပြီ